သားမျိုးစင်ကတော့အများကြီးရှိရဲ့ကိုဘက်ကနေရလေအဆင်မပြေတော့လေစူးစမ်းပါလို့တကယ်ဂျပန်ဘက်ကရွေးလိုက်ပြီဆိုရင်တော့နောက်မဆုံးတဲ့ဆက်စူးစမ်းပါညီမလေးလည်းအခုနာမည်နဲ့ဂျပန်မှာတော့တယောက်မဲ့ကျောင်းနာမည်လေးပေးဆက်ပေးပါဦးရှင်ညီမနာမည်ကတော့မမူတူပါညီမတို့သူ့ဒီမှာရှိတဲ့ West Coast Language ကိုကျောင်းတက်မှာပါညီမလေးအခုဆော့ဆော့လိုပဲပေါ့နော်ညီမလေးအခုလိုမျိုးဂျပန်ကိုသွားကျောင်းတက်ရောက်ဖို့တော့ပေါ့နော်ဘာတွေစူးစမ်းပေးစေခဲ့ရလဲရှင်စူးစမ်းမျိုးစင်ကတော့အများကြီးရှိရဲ့ကိုဘက်ကနေရလေအဆင်မပြေတော့လေတူသားနဲ့တက်လာရပါဘောနော်ဒီရောက်တော့လေအဆင်ပြေပါတယ်ကိုရဲ့မောင်နှမတွေလိုနေရတဲ့တကယ်ချင်းတွေတွေ့ရတာပြီးတော့ဟာရုကအမတွေလည်းတဘောကောင်းတော့အကုန်လုံးတော်တော်များများအဆင်ပြေခဲ့ပါတယ်နောက်ထပ်မေးခွန်းကတော့ပေါ့နော်ဒီရှေ့လူတွေနဲ့တူတူပဲညီမလေးအခုလက်ရှိခံစားနေတဲ့ခံစားချက်ဒီတောက်ကန်ဒီပေါ့နော်အဲ့ဒီပေါ့နဲ့ခံစားချက်ကလေးကိုပြောပြလို့ရမလားရှင်ခံစားချက်ကတော့အရင်ပြောတယ်ဒါပေမဲ့လည်းဝမ်းနေနေရပေါ့အဲ့ဆိုရင်ဒီနောက်ထပ်ဒီဂျပန်သွားဖို့အတွက်စူးစမ်းနေတဲ့ကလေးနဲ့ပတ်သက်ပြီးတော့ဗာများကြံပေးနေလဲရှင်ကလေးတွေကတော့စူးစမ်းပါလို့တကယ်ဂျပန်ဘက်ကရွေးလိုက်ပြီဆိုရင်တော့နောက်မဆုံးတဲ့ဆက်စူးစမ်းပါဘောနော်ဘာမှတူပဲဆက်လုပ်လို့ရှိရင်နောက်ဆုံးထိပေါ့နော်ကြံပေးရတော့လည်းကျေးဇူးပါရှင်ဟုတ်